ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်မြင်ပါပါကျွန်တော်တို့လူလောကမှာဘာကိုအကြောက်ဆုံးလဲလို့မေးရင်အများစုကတေဆုံးခြင်းအစိတ်ရှိတဲ့သတ္တဝါတွေနဲ့တဘာဝဘေးရန်တွေလို့ပြောကြပါလိမ့်မယ်မိတ်ဆွေတို့ရောဘာကိုအကြောက်ဆုံးလဲဒါပေမဲ့ကျွန်တော်ကတော့အမှန်ကယ်ကြောက်စရာကောင်းတာကလူတွေမဟုတ်ပါဘူးလူတစ်ယောက်ရဲ့မထိန်ချုံနိုင်တဲ့ပြုမှုတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပြင်ကအန်ဒီတွေကတခါတလေမှကြုံရတတ်ပါတယ်။ဒါပေမဲ့ကိုယ်စိတ်တွေကအန်ဒီတွေကတော့နေ့တိုင်းကိုယ်နဲ့အတူကြည့်နေတတ်ပါတယ်။လူတွေရဲ့စိတ်ထဲမှာမျက်စိနဲ့မမြင်ရပေမဲ့ဘဝတစ်ခုကိုတဖြည်းဖြည်းဖြည့်ဆည်းနိုင်တဲ့အရာတွေရှိပါတယ်။ဂရိတစ်ခုကိုမတီးလိုက်တဲ့ချိန်မှာပြတ်သွားတာဂတိတစ်ခုလည်းမဟုတ်ပါဘူးလူတစ်ယောက်ရဲ့ယုံကြည်မှုကိုလည်းအတူတူပြည့်စည်သွားပါယုံကြည်မှုဆိုတာတည်ဆောက်ဖို့နှစ်ပေါင်းများစွာကြာပေမဲ့ပြည့်စည်ဖို့တော့လွယ်ပါလေယုံကြည်မှုပြတ်သွားတဲ့အခါနောက်ထပ်ဖြစ်လာတတ်တဲ့အရာတွေကတော့အမှန်ကိုဖုံးကွယ်ခြင်းစိတ်ပါပဲမနာလိုစိတ်ကသူများရဲ့အောင်မြင်မှုကိုမလျော့စေပါဘူးကိုယ့်ရဲ့ဉာဏ်မှုကိုပဲပြောသွားစေပါတယ်လောဘကတော့ပိုရလာစေဖို့မသေးကြပါဘူးဒါပေမဲ့ကိုယ်မှာရှိပြီးသားအရာတွေကိုတော့မလုံလောက်ဘူးလို့ခံစားစီရပါတယ်ဒေါသကစက္ကန့်ပိုင်းပဲကြာတတ်ပါတယ်ဒါပေမဲ့ဒေါသနဲ့ပြောလိုက်တဲ့စကားတစ်ခုနဲ့နာကျင်မှုကတော့နှစ်ပေါင်းများစွာကျန်နေတတ်ပါတယ်တောင်းမြူတတ်တဲ့အလေးချင်းကတော့ကြောင်းပြချက်တွေကိုပုံများလာစေပြီးတိုးတက်မှုကိုတော့တဖြည်းဖြည်းကျောက်ရွံ့သွားစေပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပြောချင်တာကလောကမှာအကြောက်ဆုံးအရာကမွေလည်းမဟုတ်ဘူးသဘာဝဘေးရန်တွေလည်းမဟုတ်ဘူးသိချင်းတရားတစ်ခုလည်းမဟုတ်ဘူးကိုယ့်ဘဝကိုနေ့တိုင်းဘုံမတိလိုက်ပဲနဲ့တဖြည်းဖြည်းဖြည့်ဆည်းနေတဲ့ကိုယ်စိတ်ကိုမထိန်နိုင်နေမှဖြစ်ပါတယ်အစမှာမိတ်ဆွေတွေကိုဘာကိုကြောက်လဲဆိုပြီးတော့မေးခဲ့ပါတယ်အခုမိတ်ဆွေတွေရဲ့ဒီပြောင်းသွားပြီလားဘဝကိုတိဆောက်တာလဲကိုယ်စိတ်ပဲဘဝကိုဖြည့်ဆည်းတတ်တာလဲကိုယ်စိတ်ပဲဒီဗီဒီယိုတွေကမိတ်ဆွေတို့အတွက်အတွေ့အများဆုံးဖြစ်စေမယ့်စာကြောင်းလေးကြောင်းကပါလဲကွန်မန့်မှာရေးပေးခဲ့ပါဦးဒီနေ့ထက်မနက်ဖြန်မှာပိုကောင်းတဲ့ကိုတိဆောက်နိုင်ကြပါစေတာယာတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ